အထက်ပေါ်ပြပါအစ္စလာမ်တရားတော်ဤခုခံစဉ်နှင့်ပတ်သက်သောတရားသဘောလူအသက်နှင့်ပတ်သက်သောခံယူချက်တစ္ဆာအမှန်ဘက်ဖိတ်ခေါ်ချက်စသည့်အချက်အလက်တို့အားထောက်ရှုပါလင်အာရဗ်မွတ်စလင်စစ်တပ်ကြီးကနေချက်ထွင်ယူမြမကကဘာလုံးအစ္စလာမ်သာသနာအစ္စလာမ်ဘာသာထီးရိပ်အောက်တွတွင်းရေးဟူသောရည်ရွယ်ချက်ဖြင့်စစ်ပွဲများရှင်နွယ်ပါသည်ဟူသောဆွဆွဲချက်မှာလည်းလုံးဝမှန်ကန်မှုမရှိကြောင်းသိတာလောက်ပါပြီအစ္စလာမ်သာသနာတွင်မွတ်စလင်တို့အားလူသားတို့အကျိုးပြုရန်လောကကြီးကိုအလှဆင်ရန်နှင့်လောကတခင်တွင်အဖျက်အမှောက်လုပ်ငန်းကိုမိသည့်နေဟန်ပုံစံနှင့်မျှမပြုလုပ်ရန်မိတ်ဆွေချက်များရှိပါသည်အသင်တို့သည်မိမိတို့ကိုမိမိတို့လက်များဖြင့်ပျက်စီးကြောင်းမပြုလုပ်ကြကုန်လင့်ထိုမှတပါအသင်တို့သည်အလှတရားပွားများကြောင်းကိုသာပြုလုပ်ကြကုန်မုတ်ချဧကန်အလောရှင်မြတ်သည်လောကအလှဆင်သူကုသိုလ်တရားပွားများသူတို့ကိုနှစ်သက်တော်မူသည်ဆူရာ2အာယတ်195မှာရှင်းလင်းပြသထားပါတယ်၎င်းပြင်အသင်သည်မိမိအားအလောရှင်မြတ်ကချင်းမြင့်ပေးသနာတော်မူသည့်ရွှေငွေဥစ္စာပစ္စည်းတို့တွင်တမလွန်ဘဝကိုလည်းရှာဖွေလော၎င်းပြင်အသင်သည်လောကီဘဝမှာမိမိ၏ဝေစုံဝေမှုနောင်ဝေစုဝေဘုံနောင်တမလွန်ဘဝသို့ယူဆောင်သွားရန်မမေ့မလျော့လေနှင့်ထိုမှတပါအသင်အားအလောရှင်မြတ်ကကျေးဇူးပြုတော်မူပြီးတကဲ့သို့အသင်သည်လည်းသူတစ်ပါးအားကျေးဇူးပြုလောအသင်သည်လောကတွင်ဖြစ်စည်းမှုကိုမလိုလားလေနှင့်မချွတ်ဧကန်အလောရှင်မြတ်သည်ဖြစ်စည်းသူတို့အားနှစ်သက်တော်မူသည်မဟုတ်ပေတကားအိုရန်ဆူရာ28အာယတ်89မှာဖော်ပြထားပါတယ်ကိုယ်နှုတ်နှလုံးသုံးပါးမှတမျိုးဖြင့်လူသားဘာသာသူဘာသာကွဲတို့အားဒုက္ခပေးသူမှာမွတ်စလင်မဟုတ်ဟုလဲတမန်တော်မြတ်ကြီးမိန့်ကြားခဲ့ပါသည်ဒါကတော့ရှင်းလင်းပါတယ်နော်လူသားတို့အားမကောင်းသောအနံ့ထွက်စေခြင်းဖြစ်ပင်အနှောက်အယှက်မဖြစ်စေနှင့်ကြက်သွန်သည့်စသည့်အနံ့ထွက်စေသောအစားအသောက်တို့စားထားပါကပါဇက်ကိုကောင်းစွာဆေးရမည်ဖြစ်ပြီးမကောင်းသောအနံ့ဖြစ်ပင်လျင်ပေါင်းဝန်းကျင်ကိုဒုက္ခမပေးရဟုတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကမိန့်ကြားခဲ့ပါတယ်အယူဝါဒတစ်ခုအားအတင်းအာရမဖြင့်သာသနာပြုရမည်ပါလူသားတို့၏ဒိဟတန်တရားကင်းရှင်း၍သဘောတူလက်ခံမှုမရှိဘဲနှင့်လည်းအဆိုပါအယူဝါဒကဆိုးမရှိနိုင်ပါကြောက်ရသည်ဒါပျောက်သွားသည်နှင့်ထိုအယူဝါဒသည်လည်းပျောက်ကွယ်သွားပြီမည်ယနေ့အမေရိကဥရောပနှင့်အနောက်နိုင်ငံများတွင်အစ္စလာမ်သာသနာထွန်းကားနေခြင်းမှာထိုနိုင်ငံတို့တွင်မိသည့်မွတ်စလင်စစ်တပ်ကြီးကဝင်ရောက်ချင်းချောက်တိုက်ခိုက်ခဲ့၍ဖြစ်ပါသည်။အနောက်တိုင်းသားများကိုဘယ်မွတ်စလင်ကဓာမိုး၍သာသနာထဲတွတ်တွင်နေပါသည်။2001ခုနှစ်စက်တင်ဘာလ10ရက်အမေရိကန်နိုင်ငံ၏မြို့တော်နယူးယောက်မြို့စဉ်နှင့်ပန်တဂွန်စစ်တပ်စခန်းတို့အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်အစ္စလာမ်သာသနာကိုအနောက်တိုင်းကလက်ခံလာသူအရှိန်အဟုန်ဖြင့်များပြားလာခဲ့ပါသည်။အစ္စလာမ်မှာမဟုတ်မတရားဆွဆွဲပြီးအစ္စလာမ်ပုံရိပ်လွှာညစ်ထေးအောင်ရှွန့်လောင်းနေတော်လဲအမှန်တရားကိုရှာဖွေ၍နှိုင်းရှင်လေ့လာကြည့်သည့်အနောက်တိုင်းသားတို့သည်အစ္စလာမ်၏အေးရိပ်စာယာကိုအတော်မသက်နားခွေလာကြပါသည်မွတ်စလင်မဟုတ်သည့်သူတေသီများကအစ္စလာမ်သာသနာသည်ဘာသာကူးပြောင်းမှုစံချိန်မြန်မာလူတို့ဖြင့်အရှိန်အဟုန်အမြင့်ဆုံးကြီးထွားနေသည့်သာသနာ the fastest growing religion ဟုမှတ်ချက်ပြုခဲ့ရပါသည်မိသည့်အချက်ကယင်းတို့ဖြစ်စေခဲ့ပါသည်အယူဝါဒတစ်ခုကိုမတရားသဖြင့်တစ်ဖက်သက်ပုတ်ခတ်လွန်အားကြီးလာသည့်အခါအမှန်တရားကိုသိရှိလိုသည့်တရားမျှတသောလူများစုကြီးကလိလာမှုများပြုလာကြပါသည်ထိုလူများစုကြီးမှာမီဒီယာအီလက်ထရောနစ်နှင့်စက္ကူပေါ်တွင်စုစုညံ့ညံ့လှုပ်ခြင်းမပြုဘဲအကူအကာအထောက်အထားကိုအစွဲကင်းစွာအရှိတိုင်းပိုင်းခြားစိတ်ဖြာသူတည်တနာပြုသည့်ငြိမ်သက်နေသောလူများစုကြီး the silent majority ဖြစ်ပါသည်တက်တဲ့အဖြစ်ထောက်ပြရပါမူအစ္စလာမ်ပုံရိပ်လွှာကိုအကျဉ်းတန်အပြင်းထန်ဆုံးဖျက်ဆီးခံရသည့် 9/11 ခေတ်လွန်ကာလတို့တွင်အမေရိကနှင့်ဥရောပနိုင်ငံတို့တွင်အယောင်ရဆုံးစာအုပ် the best seller မှာကုရ်အာန်ကျမ်းမြတ်ဘာသာပြန်အင်္ဂလိပ်နှင့်ဥရောပဘာသာပြန်စာအုပ်များဖြစ်ပါတယ်အစ္စလာမ်ရေးရာစာအုပ်များသည်လည်းရောင်းရတက်လာခဲ့သည်2002ခုနှစ်တွင်မူအစ္စလာမ်၏အသက်ဇီဝိန်အနှစ်အသားဖြစ်သောအစ္စလာမ်ဓမ္မ၏အထက်တန်းတရားစုဖီပရမတ်တရားတို့နှင့်ပတ်သက်၍ရေးသားထားသောကျမ်းများအယောင်ရအကောင်းဆုံးဖြစ်လာပြီးကဘာကျော် Time Magazine ကြီးကထောင်စုနှစ်၏အကျော်ကြားသောပရမတ်ဉာဏ်ရှင်သူတော်စင်ဖြစ်မော်လာနာရူမီ1209ခုနှစ်စက်တင်ဘာ30တွင်ခေတ်သစ်အာဖဂန်
နိုင်ငံဘာလတ်မြို့တွင်မွေးဖွားပွင့်ပေါ်ထွန်းတောက်ခဲ့သည့်ကိုရွေးချယ်ခဲ့ပါသည်ရူမီသခင်၏ဓမ္မလင်္ကာကျမ်းတို့မှာဘက်ဆယ်လာအယောင်ကောင်းဆုံးနေရာကိုကမ္ဘာစာအုပ်ဆိုင်အသီးသီး၌ရောက်ရှိခဲ့ပါသည်အထက်ပေါ်ပြပါအိန္ဒိယနှင့်အစ္စလာမ်သာသနာမှအာရမနည်းဖြင့်ထွန်းကားခဲ့ခြင်းမဟုတ်ကြောင်းသိရှိနိုင်ပါသည်အိန္ဒိယနိုင်ငံကိုတိုင်းတစ်ပါးလက်အောက်မှလွတ်မြောက်အောင်အကြမ်းမဖက်သောနည်းဖြင့်ကြိုးပမ်းအားထုတ်ခဲ့သည့်အိန္ဒိယအမျိုးသားလွတ်မြောက်ရေးဖခင်ကြီးမဟာတမဂန္ဒီကြီးကသူစံပြုအတူယူရသည့် role model မှာမဟာတမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ဖြစ်ကြောင်း1924ခုနှစ်ယန်အိန္ဒိယဟူသောစာတောင်းတွင်ဖော်ပြရေးသားခဲ့ပါသည်ဗုဒ္ဓဘာသာသာသနာအလံကိုစတင်တည်ထွင်ခဲ့သူဘုံမူကြီးအော်လကောနှင့်အတူဘောဓိညာဏဓမ္မအသင်းကိုအိန္ဒိယနိုင်ငံအဒ္ဒဂျာမြို့တွင်ထူထောင်ခဲ့သည့်အမျိုးသမီးပညာရှင်အယ်နီဘီဆတ်ကတမန်တော်မြတ်ကြီးအားဝမ်မအီဘဝနှင့်ဓမ္မ The Life and Teaching of Muhammad ဟူသည့်ကျမ်းကိုမွတ်စလင်ပညာရှင်များပင်လိုက်မမီနိုင်အောင်မဟာတမန်တော်မြတ်ကြီး၏ဂုဏ်တော်ကိုဖွင့်ဆိုထားပါသည်အိန္ဒိယနိုင်ငံ၏ထင်ရှားကျော်ကြားလာသည့်ကြပြဆရာမကြီးစရိုဂျင်နီနိုင်ဒူကဒီမိုကရေစီအစအစ္စလာမ်ကဟုအကူအကအထောက်ထားတို့ဖြင့်သုံးသပ်ပြခဲ့ပါသည်မဟာတမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကမ္ဘာတခွင်တွင်အောင်မြင်ဆုံးပုဂ္ဂိုလ်ဖြစ်ရခြင်းအကြောင်းတို့အားဆန်းစစ်ဝေဖန်သုံးသပ်ခါအထောက်ထားများကိုသိပ္ပံနည်းကျတမိုင်းသုတေသနလုပ်ခါမိုက်ကယ် H. Hart ဆိုသည့်ဂျူးဘာသာဝင်အမေရိကန်တမိုင်းပညာရှင်က1988ခုနှစ်တွင် The 100 ဟူသောကျမ်းတစ်စောင်ထုတ်ဝေခဲ့ပါသည်တမန်တော်မြတ်ကိုလည်းလူတို့၏နေ့စဉ်လူနေမှုဘဝတွင်လောကီလောကုတ္တရာဩဇာလွှမ်းမိုးမှု၏နံပါတ်1နေရာထား၍ဖော်ပြခဲ့ပါသည်ဆရာကြီးဒေါက်တာတန်းထွန်းကကျော်စွာတရားဟုမြန်မာဘာသာပြန်ထားပါသည်ဘာသာရေးသူတေသီယခင်ခရစ်ယာန်မက်သလရှင်ခရမ်အမ်စထရောင်း ၏ The Prophet for Our Time စာအုပ်မှာအထူးစိတ်ဝင်စားဖွယ်ဖြစ်ပါသည်အိန္ဒိယနိုင်ငံ၏ပထမဦးဆုံးသောဝန်ကြီးချုပ်ဖြစ်သည့်ဂျဝါလာနေရူဒီအိန္ဒိယနိုင်ငံတွင်အစ္စလာမ်သာသနာပြန့်နှံ့ထွန်းကားခဲ့ရသည့်အဓိကအကြောင်းတရားမှာတပ်ပေတ္တဝိနည်းတို့အားကြောသားရင်ကြားမခွဲခြားပဲရင်မဖြစ်သောတားကဲ့သို့တပြေးညီသည်မေတ္တာထားခဲ့သည့်သူတော်စင်ပုဂ္ဂိုလ်တို့ခွာကြောင်းမွေအီနုဒင်ချစ်တီကဲ့သို့သောသစ္စာဝါဒီမေတ္တာရှင်မဟာလူသားတို့ကအိန္ဒိယနိုင်ငံသားတို့၏အုံနောက်စင်ကြုံတရားနှင့်နှလုံးသားထိုးတွင်းသိဉာဏ်တို့အားအောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းအိန္ဒိယနိုင်ငံအဂျမီမြို့ရှိသခင်ကြီး၏1949ခုလွတ်လပ်သောအိန္ဒိယနိုင်ငံ၏ပထမဆုံးသောဓမ္မသဘင်အခမ်းအနားတွင်ဝါကြားခဲ့သောမိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့ပါသည်အိန္ဒိယအားရှာတွေ့ခြင်း Discovery of India ဟူသည့်အိန္ဒိယသမိုင်းကျမ်းတွင်နေရူကအိန္ဒိယတွင်ဖြစ်ပျက်ခဲ့သောအစ္စလာမ်ဘာသာဝင်အချို့တို့၏အပြုသဘောမဆောင်သောလုပ်ရတို့မှာအိန္ဒိနိုင်ငံရေးအရာဖြစ်ပျက်ခဲ့ရခြင်းသာဖြစ်ပြီးအစ္စလာမ်သာသနာနှင့်လုံးဝမသက်ဆိုင်ပါ It is the matter of state and not the matter of faith ဟုပိုင်းခြားစိတ်ဖြာကသုံးသက်ပြသခဲ့ပါသည်